မင်္ဂလာပါခင်ဗျာဒီနေ့တော့လေသမင်းစားပြအောင်မယ်ဒီလားဒီနေ့ကကြတော့လေဒီ ready ရထုတ်တဲ့ဒီငံပြားကြီးချက်ဘူးလေးပေါ့နော်အဲ့ဒါလေးနဲ့ဖောက်ပြီးတော့နယ်မယ်ပြီးတော့ငရုတ်သီးမှုန့်နဲ့နယ်မယ်ပြီးရင်တော့အတုအမြုပ်နဲ့ပေါ့ဗျာကျွန်တော်အဲ့လိုပဲစားကျင်တာဆိုတော့လေကဲဒါဖောက်လိုက်မယ်နော်ဒီမှာနော်လက်ထိမှလည်းကြောက်ရသေးတယ်သူကမလေးခင်းတဲ့အတိုင်းပဲလက်ကထိပြီဖောက်ရတော့တတိထားနော်ဖောက်ရခက်တယ်လက်ထိသွားပြီဒီမှာတွေ့လားအဲ့တခုကတော့အဆင်မပြေဘူးကဲလက်ထိသွားတော့ဒီမှာလက်အိတ်နဲ့ဖြစ်သွားပြီးပလတ်စတာပါကတ်လိုက်ရတယ်မလဲဘူးတော်တော်မာတာသူ့ရဲ့စီးကတော်တော်မာနေတာကဲစားပါမယ်ဆိုကမှပဲကဲဒီမှာနော်ဒါလေးကိုအခုဖောက်ပြီးဆိုဒီထဲကိုထည့်လိုက်မယ်အကုန်လုံးတော့မထည့်သေးဘူးနည်းနည်းထည့်မယ်ဒီမှာငံပြားချက်အိုးရှယ်ကောင်းချက်ဒါကျွန်တော်တစ်ခေါက်စားကြည့်ပြီးသွားပြီနော်အရန်ကောင်းလို့ကျွန်တော်ကြိုက်လို့အဲ့ဒါနဲ့ဒီတစ်ခေါက်ကကျွန်တော်စားပြတာငံပြားချက်ကတော့တကယ်ကောင်းတယ်မကြည့်မကြုံမနေကြတွေ့လားအဲ့ဒါကမှကျွန်တော်ဒီမှာငရုတ်သီးမှုတ်သီးမှုတ်နဲ့ဒီမှာထည့်လိုက်မယ်ဒီလားဒီငရုတ်သီးမှုတ်ဒါကတော့စပ်ပြဲလန်ငရုတ်သီးမှုတ်ဒီမှုတ်ပါထည့်နေမယ်သူကတိတ်မဆက်ဘူးစားလို့တော့အရန်ကောင်းတယ်တင်းပေါ့နော်အဆက်ကဒါပေမဲ့ကျွန်တော်ကျတော့အဆက်ကြိုက်တာဆိုတော့ဒီမှုတ်ထည့်လိုက်ဒီပါကင်းနေမယ်ခင်ဗျာငင်းနေရကြညချက်ကလေးနဲ့ဒီနေပြီးတော့ဒီစားပါမယ်ကြာကဲနေပြီးသွားပါပြီခင်ဗျာညီးကြည့်မယ်ချက်ပဲနည်းနည်းတော့ပေါ့ကျင်နည်းထည့်လိုက်ကဲအဲ့ဒါပြီးရင်တော့ဒီမှာပစုံကင်မနေ့ကကင်ထားတာပစုံကင်ထည့်မယ်ဗျာပစုံကင်နောက်တဲ့နှစ်ကောင်မဲထည့်မယ်မှာရှယ်ပဲကဲအဲ့ဒါပြီးပြီဆိုတော့ဒီမှာအဓိကအတက်ကဒီမှာတို့စရာအစုံတွေ့ရဒီမှာတွေ့လားရှယ်ပဲဒါရတဲ့ဒီဆိုင်ကြီးကျွန်တော်စင်ထားတာမတော့မပြောအောင်မจุดလေးပြောင်းစင်ထားတာပြီးတော့တရားจุดပြီးတော့ဒါကြတော့ဒီမှာခွဲတီးနုလေးပြထားတာပြီးရင်ကျွန်တော်အရန်ကြိုက်တဲ့ဘုံလာပင်ပေါက်ကမြောင်းဒီမှာဘိုးတော့ပဲထည့်ဝင်တော့ခဏရမ်းချုပ်နေမှာဆိုငါဒီမှာဒါပူစီနန်းညာဒီလေးဆိုင်စင်ထားတာဒီမှာကြည့်အောင်စက်သွန်ကျင်စင်ထားတာဒီမှာအိုးဟိုးအဲ့ဒါကိုလေကြိုက်တယ်ကျွန်တော်လေးဒီမှာပါခင်ဗျာစက်သွန်ကျင်ကဲစားပါတော့မယ်ခင်ဗျာ对了ကျွတ်နေရတွေ့လားမကြီးကျွတ်ကလေးဝါစားကြပါအောင်ခင်ဗျာထားပြီနော်ကဲဒီမှာပစုံတိုက်ကပစုံကဲရောပစုံကောင်းနဲ့ဒီမုံလာပင်မောက်အစင်းဆိုရင်လေကျွန်တော်ကသူများရပြုတ်တို့ရပါတော့ကျွန်တော်အစင်းမကြိုက်ဆုံးကင်ရှေ့တိုက်ကပစုံကင်ထူးမှာပဲnhá con cái cắp rồi gì chi vậy mày đi nhiên đi
ကဲငလိုက်ချက်ကကြာကျွန်တော်တယောက်တည်းစားရင်ဒီဘူးလုံးကုန်မကြည့်ဘာမှမရှိတော့ဘူးမတွေ့လားတကယ်လည်းကောင်းတာအိမ်မှာချက်ထားတဲ့အတိုင်းလေးကိုသူကအရသာလေးအထိမိကဲထိုးနေပါမယ်လူမျိုးလေးငယ်ဖက်သမင်းမိန်ရပါတော့မိုးရင်းဆိုတော့လေအဲ့လိုပဲစားကြတယ်ကုန်တော့မယ်ပြည့်တီးကင်းကအခုချိန်မရှိတော့ဘူးဒါကျွန်တော်စားရစိန်ထားတာတော့မှမပြော့သွားအောင်လေကျွတ်ကျွတ်ကလေးဖြစ်တဲ့နီးနဲ့စိန်ထားမကြည့်တွေ့လားဒီချိန်ဒီလိုအရွယ်တရက်သီးမရှိတော့ဘူးရှယ်ကောင်းတယ်အိုးကျွန်တော်အကြိုက်တွေပဲဒါ favorite တွေရွက်တွေဆိုရင်လေအရင်ကြိုက်ဘာလဲဆိုင်မတဲ့ဘူးဒါမှတခါတလေတော့စားကျင်တယ်မကောင်းမလန်းသိရှယ်ရမ်းကြိုက်တာပါရှယ်ကဲစားလို့လည်းကုန်တော့မယ်ရင်သွေးလေးတောက်လိုက်အောင်မယ်ရှယ်ပေါ့ဗျာကဲနောက်ဆုံးအလုပ်ကလေးဒီရက်တွေစားဘယ်လိုကြိုက်မှမသိဘူးငွားကြီးလိုပဲဖတ်ပြီးထိုးအောင်ကဲအားလို့ကောင်းတယ်ရမ်းမယ်ဒီမှာတွေ့လားငါပြားကြီးချက်ဘူးစားသွားတာရှယ်ပဲအဲ့လိုမျိုးငွေပြီးစက်ကလေးနဲ့စားပြီးရင်ဒီနွေးချမ်းလေးတောက်အားလုံးပဲတတာဘိုင်